ကျွန်တော်တို့เจ้าမှာပိန်လို့ဆိုပြီးတော့ကျွန်တော်နိုင်ချင်းတဲ့ကောင်ကိုကျွန်တော်လက်စားကြည့်ဖို့ကျွန်တော်လေးချင်းရုံရောက်နေပါတယ်ခုမှကျွန်တော်ရဲ့လက်ထဲမှာကင်ထားတော့ကျွန်တော်လည်းမသိပါဘူးတန်လုံးနှလုံးမှဖြစ်ပါတယ်ကျွန်တော်လည်းမခေါ်တတ်ပါဘူးကျွန်တော် level 2ကနေ3တော့ရောက်သွားပါပြီ level 3 speed တဲ့ဝယ်လဲဟာဘာတော့ဟာဘိုဘက်ဒီနဲ့ဝယ်ခိုင်းနေဟာဘာတော့ဘိုဘက်ဒီနဲ့ဝယ်ခိုင်းနေတယ်ဟာဘာတော့ဘာတွေမဝယ်ဘူးဟာကွာဒီကိန်းကကြောင်ကြတော့များတာပဲနော်ဗျာနော်ကျွန်တော် level ဟိုကျွန်တော်20ဒီပိုင်းသွားမှာဖြစ်ပါတယ်ကျွန်တော်ဟိုကြောင်းမှနိုင်ချင်းတော့ကောင်းလို့ကျွန်တော် level 5တော့ရောက်သွားပါပြီအားဒီလှုပ်အားဒီလှုပ်မြန်လို့လို့မင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ကြောင်းမှနိုင်ချင်းတော့ကောင်းလို့ကျွန်တော်လက်စားချေဖို့တို့ကခုမှကျွန်တော်လေးကျင်းနေရပြီဗျပါတယ်မြန်လေးလို့ကြောင်းကောင်တွေကကျွန်တော်ဗျာကြောင်းကောင်တွေကဒီနေ့မှတော့ကျွန်တော်ဖေးဥပုတ်ပိန်လို့ဆိုပြီးတော့ကျွန်တော်ရဲ့မိဘကိုပြောပြီးကျွန်တော်ဂျင်းနေလားဆိုတာပဲဖြစ်ပါတယ်ကျွန်တော်ကြောင်းကောင်တွေကျွန်တော်လက်စားချင်ပဲဗျအကောင်ကလူကောင်ကြီးဆိုပြီးကျွန်တော်နိုင်ကျင်တာဗျာနိုင်ကျင်တာအကောင်တို့ကျွန်တော်ပြန်ရမယ်ကျွန်တော်လေးတော့ကျင်နေတယ်လေးကျင်နေဗျာလေးကျင်နေအကောင်တို့ကျွန်တော်ပြန်ရမယ်အကောင်တို့ကျွန်တော်နိုင်ကျင်တာဗျာကျွန်တော်တငယ်ချင်းတွေကလေကျွန်တော်ဖင်ကျဲပြီးတော့နိုင်ကျင်တယ်အကောင်တွေလူကောင်ကြီးတယ်ဆိုကျွန်တော် level 8နဲ့သွားပြန်ကြည့်မယ်ဗျာနိုင်မလားတော့မသိဘူး level 8နဲ့သွားပြန်ကြည့်မယ် level 8နဲ့သွားပြန်ကြည့်မယ်ဗျာ level 8နဲ့သွားပြန်ကြည့်မယ်ကျွန်တော်3 win ယူပြီးကျွန်တော်ပြန်လာတယ် level ကျွန်တော်တန်းကြသွားပြန်ပြီဗျာ level 10ဟိုဘီနိုးလေးကောင်ရောင်းရှိုးလာအောင်လို့ရောင်းစစ်ဘက်ဒီနဲ့ရောင်းတို့မျိုးတွေနဲ့တော့ဟိုစစ်ဘက်ပြောတာဒီဟိုစစ်ဘက်ပြောမှာမဟုတ်ရောင်းကြီးပေါင်းလက်မာကြီးနဲ့ကြောနေတော့ကွာအားလည်းလို့ဖြစ်ချင်လိုက်တော့ကွာအော်ရောင်းမပြီးတော့လို့မြန်တက်လို့ရောင်းဟိုအကောင်ကြီးလည်းချိန်ပေးထွိုင်းထားလားမသိအကောင်ကြီးလည်းကြောင်းမှနိုင်ကျင်လာတာမသိဘူးကြောင်းနိုင်ကျင်ခံရလားဟာဒီနေ့လေးကောင်ထွက်သွားပါလေတဲ့အဲ့လောက်ကြီးရောက်ဘူးမှာကိုလိုလည်းကြောင်းပါလို့မျိုးကျွန်တော်တို့ကြောင်းပါလို့မျိုးပင်ဝင်နိုင်ကြလို့မျိုးအင်အားမိပါပြောပြောကျင်သွားဆိုအဲ့ဆိုရင်ဒီလိုလူကောင်နေရာထဲနေအဖေဦးကိုကျွန်တော်ကြောင်းမယုံတဲ့ကောင်ကြီးအမ်ဂျင်းလို့ကျွန်တော်ပြရင်ဗျပြန်ခုံလေခုံလာဟောရအောင်နေအောင်ဟောအဲ့ကောင်ကလူဆိုလီတော့မှာပဲတော်သေးလို့ရှော့ဗျာအောက်ကိုမြမလိုကြာသွားပါတယ်လို့နော်ပြောင်းပါခုနကပြောင်းပါပြန်အောင်ပါကျွန်တော်အားလူခံလိုက်ရတာဗျာပြန်အားလူခံလာခုံဘယ်နည်းကြောင့်နိုင်အောင်ကောင်းရလိုက်တာနော်အော်ကျွန်တော်တို့လူဘက်ကထင်းနေတာlevel ရောက်သွားပြီဟာမြမလိုကြီးပါလို့ကြောင်ရဲ့ဟာမောင်ဒီကွာဒီချာလီကောင်းနေအောင်ကောင်းလမ်းမှန်းနေမြင်တော့ပြန်လာမြင်တော့အေးဆေးပဲရော easy win တောက်စရာကြီးကွာဟာမြန်မာလိုတော်သေးခါလေးတန်းကျော်ဥတယ်ကွာဟိုကွာပြောင်းရေးဘာကြီးလာလုံနေလာလုံခိုင်းနေဟိုမှာလမ်းလွှမ်းဒီပြောင်းဘက်ကနေသွားမှာ
နော်ဗျာအဲ့လောက်ကြီးတော့မြန်တော့မသွားတတ်ဘူးဗျာဟာနေသွားတော့ရှော့သွားတယ်ကွာထွင်ကြီးဆင်းလောက်မယ်ဗျာထွင်ကြီးဆင်းလောက်ထွင်ကြီးဆင်းမယ်ထွင်ကြီးဆင်းနော်နည်းနည်းတော့ခန္ဓာကွက်တောင်းလာဒါပေမဲ့စစ်ဘက်တွေကြောတွေရတယ်မထွက်သေးဘူးနော်တပင်းကောင်းလို့ဆိုရိုးဘန်းနဲ့လို့တော့ကျွန်တော်ရိုးဘန်းတပြားမှမသုံးမဲနဲ့ကျွန်တော်စော့ပြန်ပါဗျာရိုးဘန်းလည်းမရှိပါဘူးတေချာလေးဆိုလေးပဲတာတီတော့ရောက်သွားပြီလို့ဒီလိုနဲ့ရောခုံကျိုးခုံကနေအောင်ရနေတာကုန်းညီလေးလာအမလဲဝတ်နေပြလိုက်မယ်ညီလားဒီ easy ဝင်မယ်ရောက်ဒီလိုကမျိုး easy ဝင်ဟိုမျိုးလုံးဝင်သွားအောင်ရဟိုဘက်ဒီနဲ့လာဝဲခိုင်းနေတယ်ရိုးဘက်တတိမဟုတ်ဘူးကွာခုနဒီနေရာမှာသေးသွားနော်တေချာလေးသွားတင်နေဒီကောင်လေးကွာသွားနေတော့ခက်ပါလေဟာရှော့ဟိုကောင်လေးရှော့သွားပြီလူကောင်ကြီးလည်းရှော့သွားပြီဗျာကျွန်တော်ပြောစရာလေးတခုကြည့်လို့ပါကျွန်တော်ဒါဗျာမြန်မာရိုးဘက်မှာမြန်မာစားပါမရှိပါဘူးကျွန်တော်ဆော့နေတာစင်ကာပူစားပါကျွန်တော်ထိုင်းစားပါဂျပန်စားပါနဲ့လည်းဆော့လို့ရပါတယ်ကျွန်တော်ဆော့ခိုင်းနေတာကတော့စင်ကာပူစားပါနဲ့ပဲဆော့ပါစင်ကာပူစားပါလိုင်းကောင်းပါလေအားလီလာပြောပြပါဟိုကောင်ရောက်မယ်ရုံရင်သူ့ကိုလဲတဲ့အောင်မြန်မာလူဖြတ်သွားလာကလေးတမရစားပြီအဆူပလိုက်မယူတော့ဟာရောင်းသွားမခုနဖြူအောင်လန်းလေးကြုံပြီးပြီကွာဘာမှမလုပ်တော့ကျွန်တော်ဆော့တာတော့စင်ကာပူစားပါနဲ့ဆော့တာပါတကားလေးစင်ကာပူစားပါနဲ့ဆော့ရင်မြန်မာရင်းနဲ့လည်းတွေ့နိုင်ပါတယ်သူတို့ကလည်းလာဆိုတဲ့လူတွေတယောက်ပဲဟာအောက်ကကောင်ခုနဖြူအောင်ကောင်ခုနငါနဲ့တူသေးတဲ့ကောင်အဝူဘက်သုံးပြီးတော့သွားတယ်တဲ့ကောင်လေးရှော့ဗျာကျွန်တော်လို့ဗျာဖင်ရတာအားလောက်ကြီးမရှိဘူးဒါပေမဲ့ကျွန်တော်ဟိုနားလေးကစူပလာကတော့ရားတင်တယ်နော်သွားယူမယ်ကျွန်တော်စူပလာဗျာ3ခုပဲရှိသေးတယ်ဗျာသွားယူဟိုကျွန်တော်ခုနဘာပဲဖြူအောင်တရားနဲ့မှာစူလာ30 20ဘာယူလို့ရဗျာဖင်ရလို့မယူဘဲနဲ့ဟိုဘက်သွားလိုက်ဟိုဘက်ကဘာလီလာပုံနဲ့လာပုံနေရလေမြန်သွားမြန်လေးဒီအောင်ကောင်းကြီးကလည်းဖြည်းဖြည်းလေးသွားနေတာပါလို့ဟာရှော့ဗျာကိုလို့တေချာလေးဆော့ရမယ်တေချာလေးဟာယောစကင်ဟာယောဟာခုမှဝင်လာတဲ့ကောင်မလေးအနိုင်ကြည့်နေလိုက်တော့ကွာကြောင်းမင်းကလေးငပင်းကြောင်းနေတူတယ်နော်မြန်ကွာနောက်မှသေးနေပါလေတဲ့အိုးလေဗျာဒီလိုကျွန်တော်အားတိုင်းပြီးနေနေလေကျွန်တော်တို့ရရင်တော့တူးရရင်နော်ဟောရုံကောင်းရမြန်တက်ဟာကာလာမသိဘူးငါထက်တိုင်းတော့ငါဟာကာလို့ပဲအခုနိုင်ကြကျွန်တော်မသွားတော့ဗျာဒီပြောင်းတရားပြီးတော့ဘာလို့လဲနိုင်ကြစူလာနာဆယ်ပဲပြလိုက်တော့မယ်တသားလေးချင်းတော့စိတ်ကိုအေးလေးထားရဲ့ရပြီစူလာနာဆယ်ပဲစူလာနာဆယ်ရပါပြီစူလာ15ခုရမှာအကောင်လေးလဲလိုက်မယ်ဟိုထွင်းပြီလားထွင်းလာမဒီအကြီးနဲ့ထွင်းပြီတော့နေပြီ level 16ရောက်သွားပြီ level 16ဘာပေးရလဲတော့မသိဘူးဗျယူမယ်ဗျဘာတွေပေါက်သွားမလဲခုတက်ချင်တဲ့စတက်ရခိုင်တခုတက်ရသူပေါက်တယ်ဘာလေးပေါ်လာမှန်းမသိပါဘူးတခုပေါက်မှာဘာကြီးပေါက်မလဲကွာတို့ကောင်နေဘာကြီးပေါက်မလဲဘာမှမပေါက်ပါဘူးလို့ဘေးနဲ့လေးကကောင်အားချောင်းတော့ဘာမှမပေါက်ပါဘူးစူလာနဲ့စင်တော့သွားရင်ကောင်းမှာဗျာစူလာ
တို့မှာစူလာ9ခုပဲရှိရနော်ထွေးနီစင်းနေထွေးနီဟာရောအဲ့လူတိုင်းရရအောင်ကြီးထွေးနီမစင်းတော့နဲ့လူကွာသွားတော့ဟာရောပြာကောင်းကြီးရောပြောင်းကောင်းအဲ့ကောင်နေဝင်လာတာမကြသေးဘူးအော်နေရိုဘတ်နဲ့လောက်တာကောင်ငါတို့ကရိုဘတ်တပြားမှမလုံးမဲနဲ့ကွာဟိုလူအဲ့လိုလူတိုင်းပြောင်းဆော့ရိုဘတ်တပြားမှမလုံးရိုဘတ်တပြားမှမသုံးရှုံးလားရိုဘတ်တပြားမှသုံးရိုဘတ်လည်းမရှိပါဘူးတစ်သေးသားလည်းမဟုတ်ပါဘူးရိုဘတ်လည်းမထည့်နိုင်ပါဘူးအဲ့ကြောင့်မလို့ကျွန်တော်မကြခင်ကျွန်တော်ရိုဘတ်ထည့်နေလေးဗာလေးကျွန်တော်မှထည့်လို့ရရင်တော့ရိုဘတ်တွေဈေးတက်နေနေရမယ်ဟောထည့်ပြီးတယ်ဗာလေးပြောတာကိုတော့ဝယ်မထည့်နိုင်ဘူးလူတိုင်းရရွှေမိုက်တော့ကွာကောင်ရှိုးလာတော့ရိုဘတ်ပေးလို့တာဟိုကောင်လဲရိုဘတ်ဒီအဲ့ကောင်နေဝင်လာတာမှမကြသေးဘူးအကောင်လေးကပတ်စံကြီးတော့ပေါ်နေလာမသိဘူးရိုဘတ်တွေငါထိုးခံအောင်မဟာကောင်လေးလူကောင်ကြီးအား30သားလောက်ကြီးလေဘယ်နဲ့ဆက်တော့23ကိုရောက်သွားပြီအပြေးစီးပြ1ဘီလီယံတော့ရှိပါရောဒါတော့ပေါင်းမယ်ရှိသေးတယ်ဟိုကောင်ကတော့10ဘီလီယံပေါ့မားပိုင်ပြောတော့ကျွန်တော်အဲ့လောက်ကြီးမပြောတတ်ဟိုကမြန်းတက်ရှုံမြန်းတက်လို့ရှုံမရဖျောင်းရဲမြန်းတိုင်မပြေးတတ်ဘူးဒီတိုင်းအားတိုင်းပြေးလေကျွန်တော်တတ်တယ်ဗျာဟာရဟိုကောင်ကသူတယောက်တည်းမောက်လေနေဟာဒီကောင်ကတီးလိုက်တာလားဒီကောင်ကတီးလိုက်တာလားခုနကငပိန်ဦးကြောက်လေခုနလေးလည်းရှက်လားဒီနေ့အဲ့လောက်ကြီးလဲကြောက်ချာမလို့ပါဘူးရှိုးတော့တော်သေးလို့ပေါ့ကွာဒီနေ့ညဖြည်းဖြည်းလေးစိတ်လေးကိုအေးလေးတာအေးလေးပဲစိတ်လေးကိုအေးလေးတာစိတ်လေးကိုအိုက်ရှော့ဗျာအဲ့ကြောင့်မြန်လို့ဆိုရင်မကြိုက်ဘူးကွာပုံမှန်လောက်ဆိုတော်တယ်ဗျာစပီးလေးဒီကနေလို့ရရင်တော့ဘေးကကောင်ပြောပြလို့ကျွန်တော်ညာကျွန်တော်ထောင်ကျွန်းနေဗျာလာကလေးခုနမောက်လေးနေပေါ့အာရှော့မရတော့စပီးကျွန်တော်90နဲ့ပဲစောတော့မယ်အဲ့လောက်ကြီးမြန်နေမှာတော့ဗျာစပီး90နဲ့စောမယ်စပီး90ဆိုရင်ပုံမှန်မယ်နော်စပီး90ဆိုရင်ကျွန်တော်ပုံမှန်ပဲရတယ်စပီး90ကျွန်တော်လေဘယ်နဲ့ဆိုင်ကအမြင်ဆုံးကျွန်တော်ဥစ္စာလောက်အောင်ပါကြလာကလေးပုံမှန်ဆိုရင်ဥစ္စာလီတာမင်းငါတို့ကကလေးတာလောက်ဟာဘက်ကကွာရှော့သွားပါလေရှော့သွားစပီးရှော့မယ်ဗျာဒီလောက်နဲ့ပြေးမှာဆိုရင်ဒီလိုအဲ့လောက်ကြီးပုံမှန်ဒီမှာရှုံးကျွန်တော်တော်လာမှသိရနော်6လောက်ထားလိုက်မယ်6လောက်ဆိုပုံမှန်မယ်အဘာတော့ဝိကသာကလေးအောင်ပြန်မြန်ကြီးမြောင်းပြောင်းရိုးမ6တစ်ဘက်ကထွက်နေတယ်အဖင်းလေးကလှုပ်စီနေဟိုထဲမှာတော့စပီးကျွန်တော်6 6เลยဗျာစပီးရမလားရဟာ
မရှာဘူးစုဖလားမယူလိုက်ရဘူးကွာဒီဟုတ်လားမင်းမဒီမလေးပဲလို့လုံးပေးခြင်းညနေမဒီကအမြင်လုံးဖြစ်သွားတယ်ပြပါတော့ဖရီးတယ်ကျွန်တော်ရိုဘတ်လုပ်ပြီရိုဘတ်ဘာတော့ကွာငါဘယ်ရိုးကြောက်လို့ပြန်ပြပါကွာဟောတန်းကြည့်တန်းပြအောင်ရောပြီးတော့ဘိုးမြန်လာရောဟာခုနကကောင်ကြီးတန်းဖြစ်လောက်တယ်နော်ခုနလည်းပဲနဲ့ဆင်းဝင်ကြီးလေးပါလေးဆင်းလိုက်ပေါ်မိုက်တယ်ဝင်ကြီးလေးဆင်းလိုက်ဟာရောမြန်တက်လို့ကွာlevel 8ကိုတန်းအစ်လေးရောက်သွားနော် level 9 level 9 level 9 level စပီးရ40 level 2စပီးရ40ကျွန်တော်စပီးအမြင်ကောင်း50တီချောင်းရင်ကျွန်တော်ဒီဗီဒီယိုပြန်ပြသွားမှာဖြစ်လို့ခဏလေးစောင့်လိုက်တော့